ဒီဆိုမှာကတော့မယုံနိုင်ဘူးဆိုတဲ့ချင်းတေးကနော်နော်ဖြစ်ပြီးတော့ဒီဆိုကကိုငယ်ဒီဆိုတာရဲ့ချင်းမှာဟုတ်ကဲ့ပါဟုတ်ကဲ့ပါမောင်လေးအကောင်းဆုံးကြိုးစားပြီးတော့ဒီဆိုဖျော်ပြနိုင်ပါစေလို့ဆုတောင်းပေးပါတယ် good luck ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘယ်သူမှမရှိဘူးဒီကံငယ်တဲ့ချီခွဲစရာများပဲရှိတော့လို့အမင်းသားရဲ့ကလို့ညာတိုင်းအရှင်တိုင်းလို့ပဲနာနာမမရှိတော့ကလို့ငါအမြဲတမ်းထားပြီးလို့ရောစံရနာထောက်ပြီးတော့နေချင်ခဲ့တော့အမင်းကိုလို့မချင်မပြောဘူးတလုံးကခွန်းလို့နိုင်တယ်မယုံနိုင်ဘူးနေစောခွာတော့နေကိုမယုံနိုင်ဘူးရောက်တဲ့နာသေးမိချနေတော့ဘယ်တော့ငါလောကကြီးတွေကငါမဆက်သွားရလေနေနေငါနဲ့အကြောင်းတွေနေတိုင်းဒီနေ့ရင်နာကြတယ်လို့ငါလုံးဝမမြင်ဘူးရောစင်မြတ်နာထောက်ပြီးတော့နေပြန်ခဲ့တော့ငါမင်းကိုဘလို့မဖြစ်မပြောဘူးတလုံးနာကိုလည်းတယ်မယုံနိုင်ဘူးနေစောခွာသွားတဲ့နေကိုမယုံနိုင်ဘူးအိမ်မဒီကိုဖြတ်ခဲ့တဲ့ကိုမယုံနိုင်ဘူးဒီတိုင်းစတဲ့မလားမယုံနိုင်ဘူးတန်ရောစင်မြတ်နာထောက်ပြီးတော့မြင်ချင်ခဲ့တော့ငါမင်းကိုလို့မဖြစ်မပြောဘူးတလုံးနာခွန်းလို့နိုင်နေမယုံနိုင်ဘူးနေစောခွာသွားတဲ့နေကိုမယုံနိုင်ဘူးတန်ရောစချာခဲ့တဲ့နေကိုမယုံနိုင်ဘူးချာခဲ့တဲ့မင်းကိုမယုံနိုင်ဘူးဒီတိုင်းဆက်တဲ့ရမယ့်ဖြစ်ကိုမယုံနိုင်ဘူးဒီတိုင်းဆက်တဲ့မလားမယုံနိုင်ဘူး yeah yeah မယုံနိုင်ဘူးမယုံနိုင်ဘူးကျေးဇူးတင်ပါတယ်မကြားလိုက်လို့ပြန်ပြောပါဦး Hey thank you ကျေးဇူးများတင်ပါတယ်ရှင်သားတို့ထွက်သွားတော့တကယ်တတိယမိပါတယ်အထူးသဖြင့်ဒီပြိုင်ပွဲတစ်လျှောက်မှာအထူးခြားဆုံးတင်ဆက်သူကဘာချက်တာဖြစ်နေအမှတ်စရာစရာတွေအများကြီးပဲနော်မှတ်ရစရာမှတ်ရစရာဒါအခုလိုပြန်တွေ့ရတာဝမ်းသာတယ်ဘာတစ်ခါကျသားစိတ်ပြော့ပြီးတော့အရှုံးပေးမှလည်းကြောက်တယ်ဒါပေမဲ့အခုဒီလိုတက်တက်ကြွကြွပြန်တွေ့ရတယ်ဆိုတဲ့သချင်းလေးကလည်းရွေးထားတာအခုသူကြားလောက်ပြီးထင်လားကိုဆိုလိုက်တာကြားလို့ထင်တယ်ဗျာ
ကဲအဲ့ဒီကိစ္စလည်းအောင်မြင်ပါစေโอเคပါဘာဖြစ်ဖြစ်ပါတားမငကိုတွေကဒီအားလုံးပေါ့နော်အခုပြန်ဝယ်ဆရာတို့တိုင်စားထိုင်နေအားလုံးဆိုတဲ့အထက်မှာထူးခြားတဲ့အတိုင်ပန်ရှင်ကတားမဒီ husky voice လေးနဲ့ထူးခြားပါတယ်အခုဒီတချင်းလေးလည်းတားနဲ့လိုက်တယ်အဲ့တော့အဆင်ပြေဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဆက်ပြီးကြိုးစားအောင်နော် ဟုတ်ကဲ့ပါဆရာ ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအမရဲ့အမှတ်ချက်လေးလည်းကြားပြရစီရှင် ဆိုတာကြတော့လေအားလုံးကဟိုတစ်မျိုးစီကောင်းနေကြတာပေါ့နော်အဲ့တော့ဆိုတာတက်ပို့ပြီးထူးခြားတာကိုပြောရမယ်ဆိုတော့နာမည်ကိုပြောရမယ်နဲ့တူတယ် ဟုတ်တယ်ဒီမှာမကောက်တာဘူးဆရာ အတူမှမကတော့ဘူးနော်အဲ့ဆရာခုဆဲကပြောပါတော့ငါကြက်သားတယ် အားလား ပြောလိုက်ပါအဲ့ထက်မကလေးမှာပါလို့နော်ဆိုတော့တကယ်ပဲကောင်းပါတယ်ဒီသင်းကိုဆိုသွားတဲ့ပုံစံနဲ့ style ပေါ့နော် style နဲ့ handbag ကိုကြည့်ရမယ်ဆိုရင်ဦးငယ်ထက်စာရင်ကိုနုံးတော်နဲ့ပို့တူတယ်နော် ဟုတ်ကဲ့ပါ အဲ့လိုအိပ်ဘက်ကိုပို့သွားတယ်ပေါ့လေအဲ့လိုဆိုတော့ဘာဖြစ်ကိုနဲ့လည်းလိုက်ဖက်တယ်ပိုကကာလာလေးလည်းကောင်းတယ်အဲ့လိုသင်းမျိုးလေးကိုရွေးချယ်ပြီးတော့မှအကောင်းဆုံးတီဆိုရှင်ပြိုင်သွားရတဲ့အတွက်ကြောင့်မလို့အကောင်းဆုံးရလဒ်တွေရပါစေ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကိုစီအောင်ရဲ့မှတ်ချက်လေးလည်းကြားချင်ပါတယ်ရှင် အကိုရဲ့အတန်အိုက်တော်ကြီးလေနော်ပြန်တွေ့ရတော့ပြောပါတယ်အကိုအကုန်လုံးပြန်တွေ့ချင်တာပါအမြဲတမ်းတွေ့ကြမယ်နော်ညီလေးတိုင်းသားဝတ်စုံလေးလားအောက်ကအဲ့တော့အဲ့လိုမျိုး fashion နဲ့ဝေးရတယ်ဆိုတော့အရန်သဘောကျတယ်ချွတ်ကြည့်လိုက်ပါလားအပေါ်ကကုတ်ကြည့် ဝေါအော်ကဲတော့ပါ ကုတ်ကြီးနဲ့မကာထားပါနဲ့အရန်လှလို့ချုပ်တာ အပြစ်မောက်ပေးပါလားဟုတ်မပေးပါဘူးလေခါရင်းချင်းနာစင်ပေါ်မှာတဲ့ပဲ ညီလေး final ကိုပြန်ပြီးရှင်ပြိုင်တဲ့2ယောက်မှာ2ယောက်စလုံးတော့ခေါ်ချင်တာပါနော်ညီနော်ငါညီ ဟုတ်ကဲ့ပါ အကောင်းဆုံးစူးစမ်းပေးပါနော်ကြိုးလဲစူးစမ်းခဲ့ပါပြီဟုတ်ကဲ့ပါပရိသတ်တွေရဲ့ voting ကိုလည်းအကိုတို့အများကြီးရပါစေလို့ဆုတောင်းပေးပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ညီမ